တခါတော့မိသက်သမားတွေရှိတယ်ပေါ့တောင်ဆောင်တစ်ခုမှာမိုးမီးလောင်နေအဲ့တော့သူတို့ကိုမိသက်9 ယောက်လောက်ကသွားတက်မယ်ဆိုရင်ရတယ်အဲ့တော့ရတယ်ဆိုမီးလေးရတယ်တိတ်မများတဲ့အတွက်ကျွန်တော်ဟယ်လီကော်ပတာနဲ့ခေါ်ပြီးတော့သူတို့တောင်ဆောင်မှာချပေးခဲ့တယ်တောင်ဆောင်ကြီးကတစ်ဖက်ဘေးကညက်6တရာတစ်ဖက်တောင်ဆောင်လေးမှာမီးလေးကိုသူတို့9 ယောက်ကိုဟယ်လီကော်ပတာချပြီးတော့နောက်5 မိနစ်နေလို့ရှိရင်မီးငိမ့်လို့ရှိရင်လာပြန်ကြိုမယ်ဆိုပြီးတော့သူတို့ကိုချထားခဲ့လိုက်တယ်သူတို့တွေကမီးတက်ကြတယ်တန်ရင်တက်လက်နဲ့လီတွေကအရန်တိုက်လာပြီးတော့သူတို့မနိုင်မနှင်းဖြစ်တယ်အဲ့ဒီခါမှာသူတို့တစ်ဖက်ကတောင်ဆောင်ပုံလဲသူတို့တက်ပြေးဖို့ခက်တယ်ပြီးကြလို့ရှိရင်သူတို့ဒီဘက်ကမြေပြန်တွေကိုပဲသူတို့ပြေးရတော့အဲ့ဒီမြေပြန်ကလည်းမျက်6တီနဲ့ပြည့်နေတဲ့မြေပြန်ဖြစ်တယ်မီးကသူတို့နောက်ကိုလိုက်လာတယ်ဟိုဘက်ကနေလေယာဉ်ပင့်လိုက်တဲ့ခါမှာမီးကသူတို့မနိုင်မဲနဲ့သူတို့နောက်ကနေမျက်6တီကိုမီးကလောင်ပြီးတော့တခါတည်းအပြေးလွှာမီးကလိုက်တဲ့ခါမှာသူတို့တစ်ဖွဲ့သားလုံးပြေးကြရတယ်သူတို့တွေမနိုင်တော့ဘူးတစ်ဖွဲ့သားလုံးပြေးကြတယ်အဲ့ဒီလိုပြေးရင်တန်းနဲ့မျက်6တိုးတဲ့ကိုသူတို့ဖြတ်ပြေးရင်တန်းနဲ့သူတို့ရဲ့ခေါင်းဆောင်ကဘာစဉ်းစားမိလဲဆိုရင်သူ့လက်ထဲမှာပါလာတဲ့မီးချစ်လေးကိုသွားပြီးစဉ်းစားမိတယ်အဲ့ဒီခါမှာသူကအဲ့ဒီမီးချစ်လေးနဲ့လှမ်းထောင်လိုက်ဟေးကိုရှိရလူတွေသူ့ရဲ့တပည့်တွေလှမ်းပြဟေးဒီမှာသူကရမ်းမောနေတဲ့အတွက်သူ့ရဲ့အကြံကိုဘာမှမပြောနိုင်ဒီမှာဆိုမီးချစ်ထောင်ပြလိုက်သူ့ရဲ့တပည့်တွေကသူ့ကိုလှည့်ကြည့်ဟာမီးတွေလောင်းနေပါဆိုမီးချစ်ထောင်ပြနေဘာလဲကွာထားခဲ့လိုက်တော့ဒီဘိုးတော်ဆိုပြီးတော့ဆက်ပြေးကြတော့တယ်အဲ့ဒီအချိန်မှာသူလည်းမတက်နိုင်တော့တဲ့အတွက်အဲ့ဒီသူ့ရှေ့ရသူ့တပည့်တွေပြေးသွားတဲ့အနောက်ကသူ့ရဲ့အရှိအနောက်ကမီးရလာပြီးသူ့ရဲ့အရှိမှာရှိတဲ့မြေရိုင်းတွေကိုအချောက်တွေကိုမီးရှို့ချလိုက်အဲ့ဒီမီးတွေကတော့သူ့တပည့်တွေနောက်လိုက်သွားတယ်သူ့နောက်ကလည်းမီးတွေလာတဲ့အချိန်မှာသူကလောင်ပြီးသားမီးပြာတွေကိုခုံပြီးတော့ဝင်နေလိုက်တယ်သူ့တော့မီးကွင်းသွားတယ်ဟိုးနောက်ကသူ့တပည့်တွေကိုတော့မီးကလိုက်သွားပြီးတော့လောင်ကုန်တယ်အဲ့မှာတယောက်တလေပဲလွတ်တယ်နော်ခြိုင်ထဲကိုကြပြီးတော့တယောက်တလေပဲလွတ်တယ်သခါတလေမှာကျွန်တော်တို့အကြံအဉာဏ်တွေကတမရိုးချပဲကျွန်တော်ပြေးရမယ်ဆိုတာထက်ဒီမီးဘာကြောင့်လောင်လဲဆိုတော့ပြန်တွေးလိုက်ရင်တခါတလေမှာကျွန်တော်တို့မီးလောင်တဲ့ပြဿနာမျိုးတွေကလည်းလွတ်မြောက်နိုင်တယ်